မှာဘယ်တော့မှအိပ်ပြန်မဆောက်ဘူးဒီရုံမောင်ကတည်းကဒီရစခတ်တဲ့မြောင်ဘယ်တော့မှမေ့အောင်ဒီတိုင်းနဲ့ထား ဂျိုင်းတာတွေရောရုပ်မာတာတွေရောစိုးတာတွေရောသူကလူမိုက်လည်းမဟုတ်စိတ်တဲ့အကြမ်းကြုတ်တယ်ကျွန်တော်လည်းမပြောတတ်တော့ဘူးမောင်ချမ်းမောင်လို့စားမလွေမောင်ချမ်းမောင်လို့ရန်ကောင်းပြီးတော့မြန်မာသံနေလေမြန်မာသံနေဆိုကျွန်တော်တို့လည်းမဆိုတတ်ဘူးအဲ့ဒါကြတော့တို့လည်းမဆိုတော့အရန်နားထောင်ကောင်းတယ်ကျွန်တော်ကအဲ့တော့မှသိတာမမျိုးကလည်းအဲ့ဒါပထမဦးဆုံးဆိုတာဒါပေမဲ့မမျိုးအဲ့လောက်ဆိုတတ်လိမ့်မယ်လို့ကျွန်တော်လည်းမသိဘူးအလူတရကဖြစ်ရှင်ဒီကားရိုက်ပြီးတဲ့အချိန်ဟိုတနေ့ကလည်းအလူလုပ်တဲ့အချိန်မှာအဲ့ဒီ feeling ကတစ်မျိုးပဲဗျအဲ့ဒီ feeling ကလေအဲ့လိုစိတ်တော့ဖြစ်တယ်အေးငါဟိုအဲ့လိုလုပ်ချင်တယ်ပေါ့နော်အလူပေးချင်တယ်ပေါ့နော်သူ့ကြောင့်ပဲတကားလုံးကလူတွေအကုန်လုံးဩဃတွေဒုက္ခတွေအကုန်များကုန်တာဆိုတော့ကျွန်တော်ကတော့သဘောကျတယ်အောင်မြတ်ဆန်ကျွန်တော်မစင်းစားရဘူးပြောလိုက်ကြတယ်ကျွန်တော်ခေါင်းထဲမှာအောင်မြတ်ဆန်ဝင်သွားရင်ရိုက်မယ်ဖြစ်လာတာဖြစ်တယ်ရိုက်နေနေလည်းနေဝင်ဖြီးချင်တာလည်းမဖြီးချင်ဘူးအဲ့လိုမျိုးဖြီးချင်ဒီတိုင်းသွားမယ်အခုလှုပ်ထားတဲ့အတိုင်းပဲသွားမယ်တစ်စက်မှမလျှော့နဲ့အဲ့လိုမျိုးပဲပြီးတော့ကျွန်တော်ကလည်းသူ့ရဲ့ဟို character တွေသူဖြစ်မဲ့ပုံစံတွေပါတယ်ပေါ့နော်အဲကျွန်တော်ထပ်ပြီးကျွန်တော်လှုပ်ချင်တာတွေကျွန်တော်ထပ်ပြီးအဲနှခုံးပင်တာတွေပါတယ်ရွရတာဆက်လက်တောက်တဲ့ပုံစံတွေအဲကျွန်တော်ထပ်ပြောတော့အဲ့ဒါတွေဇောင်းဝင်ကန်းနေထဲမှာဘယ်နေရာမှာအရေးကြီးတယ်ကျွန်တော်ထပ်လုပ်ပြီးအဲ့တော့တော်ရောက်သွားတော့တော်ဆိုးတယ်ကျမလက်ကိုလှုပ်ပါမိုက်လိုက်တာပန်းဦးရဲ့ပန်းဦးတကယ်စဉ်းစားရမှာမင်္ဂလာဆောင်လို့ရှိရင်ဘယ်လောက်ဒီအလားဆုံးပြင်မယ်စင်မယ်ပဲအဓိကထားပြီးစဉ်းစားရမှာရိုင်းတာတွေရောရုပ်မာတာတွေရောစိုးတာတွေရောသူကလူမိုက်လည်းမဟုတ်စိတ်တဲ့အကြမ်းကြုတ်တယ်ကျွန်တော်လည်းမပြောတတ်တော့ဘူးဒီနေရာမှာဘယ်တော့မှအိပ်ပြန်မဆောက်ဘူးဒီရုံမောင်ကတည်းကဒီရစခတ်တဲ့မြောင်ဘယ်တော့မှမေ့အောင်ဒီတိုင်းနဲ့ထားရှိဦးပြကျွန်တော်ဒီဇလန်းကိုပဲချိန်ဖန်များစွာကျွန်တော်ဖတ်ပြီးတော့ဒီကောင်ပဲကျွန်တော်ခေါင်းထဲမှာထည့်တာဒါကိုပဲကျွန်တော်ဖတ်ပြီးဒီကောင်ဘာကောင်လဲကိုကျွန်တော်ဖတ်ပြီးတော့ပဲကျွန်တော်လုံးဝဇလန်းလွတ်ကိုမှုတ်နေအောင်ရတော့မှရှူတင်သွားမောင်ချမ်းမောင်လို့စားမလွေမောင်ချမ်းမောင်လို့အရန်ကောင်းပြီးတော့မြန်မာသံနေလေမြန်မာသံနေဆိုကျွန်တော်တို့လည်းမဆိုတတ်ဘူးအဲ့ဒါကြတော့တို့လည်းမဆိုတော့အရန်နားထောင်ကောင်းတယ်ကျွန်တော်ကအဲ့တော့မှသိတာမမျိုးကလည်းအဲ့ဒါပထမဦးဆုံးဆိုတာဒါပေမဲ့မမျိုးအဲ့လောက်ဆိုတတ်လိမ့်မယ်လို့ကျွန်တော်လည်းမသိဘူးပြီးတော့ဥစုံဝင်းနိုင်လည်းဆိုတာအရန်ကောင်းတယ်ဒီကားအတွက်ဒီဆိုင်းတွေပြန်တီးတာဒီမြန်မာသံတွေပြန်ဆိုတာဘာမှပြောရစရာမရှိဘူးအရန်သဘောကျတယ်အလူတရကဖြစ်ရှင်အဲ့လိုမျိုးပါနော်ဒီကားရိုက်ပြီးတဲ့အချိန်ဟိုတနေ့ကလည်းအလူလုပ်တဲ့အချိန်မှာအဲ့ဒီ feeling ကတစ်မျိုးပဲဗျအဲ့ဒီ feeling ကလေအဲ့လိုစိတ်တော့ဖြစ်တယ်အေးငါဟိုအဲ့လိုလုပ်ချင်တယ်ပေါ့နော်အလူပေးချင်တယ်ပေါ့နော်အဲ့လိုစိတ်လေးတော့ဖြစ်တယ်ဗျဒါကတော့ဇကားနဲ့လည်းမဆိုင်ဘူးဒီရှင်ပြူတဲ့ကျွန်တော်တို့ရဲ့ traditional ဟိုဟာကလေတကယ်အဲ့ထဲကိုထဲဝင်ရောက်သွားပြီဆိုရင်အဲ့စိတ်လေးတော့ဖြစ်တယ်ဟိုဒါဇကားကြောင့်လည်းမဟုတ်ဟိုတနေ့ကအလူမာရောဒီဇကားရောပေါင်းလိုက်တဲ့ကမှာအဲ့လိုမျိုးပေါ့နော်အရင်ထက်ပိုပြီးတော့ဘယ်လိုပြောမလဲဟိုကလေအားတက်တဲ့ရောပိုဖြစ်သွားတယ်လို့ခံစားရတယ်အဲ့မောသူအလိုမကြရင်သူ့ရဲ့အတွင်းစိတ်ကအပေါ်မှာပေါ်လာတဲ့ဟာကိုကျွန်တော်တက်တဲ့လောက်နဲ့ကျွန်တော်ပြိတ္တကိုပြတာပဲเนาะသူ့စိတ်ထဲမှာဖြစ်လာတဲ့သူ့ရဲ့ emotion နဲ့မကောင်းတဲ့အချိန်မှာဒီအဲ့ဒါကိုမျက်နှာမှာပေါ်
မျက်နှာမှာပေါ်အောင်ကျွန်တော်ပေးလိုက်တာပေါ့နော်မှန်ပါဘူးကျွန်တော်တို့အကုန်လုံးကဒါအပြင်ကလူတွေပြောတော့လဲဝမ်းသာရတာပေါ့ဗျာအဓိကတော့ကျွန်တော်တို့လုပ်ထားတဲ့ဒီပြောစံတစ်ဖွဲ့လုံးကဒါရိုက်တာကနေစ producer ဒါရိုက်တာကျွန်တော်တို့ပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကရတဲ့နေရာလေးမှာအကုန်လုံးတယောက်မှမလျှော့ဘူးကြည်ထားပြီးရဲ့ဟို journalist တွေဟိုတနေ့ကကျွန်တော်သိပါတယ်တယောက်မှဟိုဘယ်သူဘယ်ခံမှဖြစ်တယောက်မှဟိုမလျှော့ထားဘူးပေါ့နော်မလျှော့ထားဘူးဝမ်းလဲဖို့လည်းအရန်ကောင်းတယ်အမြင်ကပ်ဖို့လည်းအရန်ကောင်းတယ်ဘောသားလည်းထွက်ရတယ်ကြည်နူးဖို့လည်းကောင်းတယ်ပြီးတော့ကျွန်တော်တို့ online ပေါ်မှာကျွန်တော်တို့ trailer ဇလန်းကလည်း မြန်မာဆန်နဲ့ traditional ဖြစ်ပေမဲ့ပုံမှန်ဇလန်းတော့ဟုတ်မနေဘူးဆိုတော့ဟိုအဖက်ဖက်ကပေါ့နော်ဘာပဲဖြစ်ဖြစ်အားလုံးအားစိုက်ထားတာဇန်ညွန်းဒါရိုက်တာဒီဟာကိုယုံကြည်တဲ့ထုတ်လုပ်ရေးကြော်ထဲမှာပါတဲ့ actor တွေအကုန်လုံးအားလုံးကရှိသမျှအကုန်လုံးအိတ်စုံဖောင်မောက်တော့အကုန်စူးစမ်းထားကြတာပဲခင်ဗျဟုတ်ဒီကားထဲမှာပါပြီးသားပါ message တွေကဒီကားလေးကိုတွားကြည့်ပြီးတော့မှဝေဖန်သုံးသပ်တာပိုကောင်းပါတယ်ဟုတ်တော့ကျွန်တော်ပြောနေအကုန်ကုန်သွားမှာဆိုလို့